တခါတော့ကိုကြီးရဲ့ကိုလက်ရဲ့ကိုလေးရဲ့ဆိုပြီးစိတ်ကလေးသုံးကောင်ရှိတယ်သူတို့ဟာချောင်းတစ်ပတ်ကမ်းမှာရှိတဲ့မြက်ခင်းစိမ့်စိမ့်ကမျက်နှာချိုချိုတွေကိုစားကျင်ကြတယ်ဒါပေမဲ့လည်းချောင်းကူတရာလေးရဲ့အပေါ်မှာရုပ်ဆိုးဆိုးဘလူးကြီးတစ်ကောင်ရှိတယ်အဲ့ဒီဘလူးကြီးဟာဓာတ်ပေါ်ဖြစ်လာတဲ့အကောင်မှန်သမျှဖမ်းယူစားတောက်တတ်တယ်ဒါကြောင့်သူတို့ကမတော်ရဘူးဖြစ်နေကြတယ်ဒီနေ့မှာတော့အငယ်ဆုံးစိတ်ကလေးကိုလေးကပြောတယ်ကိုကြီးနဲ့ကိုလက်ရဲ့ကျွန်တော်မနေနိုင်တော့ဘူးဗျာဟိုဘက်ကမ်းကမျက်နှာချိုချိုတွေကိုသွားစားတော့မယ်ဆိုပြီးတော့ထွက်ခွာသွားတယ်တော့ငါဓာတ်ပေါ်ဖြစ်လာတာဘာလို့လဲလို့ဘလူးကြီးကမေးတယ်ဒီကစိတ်ကလေးကကျွန်တော်ကိုလေးပါဗျာလို့ပြန်ဖြေလိုက်တယ်ငါမင်းကိုဖမ်းစားရလိမ့်မယ်လို့ဘလူးကြီးကပြောတယ်ဒီကစိတ်ကလေးကကျွန်တော်မစားပါနဲ့ဗျာခဏနေကိုလက်လာမှာမို့ကိုလက်ကိုစောင့်လိုက်ပါဦးကိုလက်ကပိုပြီးကြီးတော့ပိုပြီးစားလို့ကောင်းမှာပေါ့လို့ဖြေလိုက်တယ်ဒီကဘလူးကြီးကစဉ်းစားတယ်ပြီးတော့အေးကောင်းပြီဆိုပြီးတော့စိတ်ကလေးကိုလှုပ်ပေးလိုက်တယ်ခဏလောက်နေတော့ငါတရားပေါ်ဖြတ်လာတာဘာလို့လဲလို့ဘလူးကြီးကမေးတယ်ဒီကစိတ်ကလေးကနေကျွန်တော်ကိုလက်ပါဗျာလို့ပြန်ဖြေလိုက်တယ်ဘလူးကြီးကငါမင်းကိုဖမ်းစားရလိမ့်မယ်လို့ထပ်ပြောတယ်ဒီကကိုလက်ကနေကျွန်တော်ကိုမစားပါနဲ့ဗျာခဏနေကိုကြီးလာမှာမို့ကိုကြီးကိုစောင့်လိုက်ပါဦးကိုကြီးကပို့ပြီးတော့ထွားတော့ဘလူးကြီးတို့ပို့အရသာရှိမှာပေါ့လို့စိတ်ကလေးကပြန်ဖြေလိုက်တယ်ဘလူးကြီးကစဉ်းစားတယ်ပြီးတော့အေးကောင်းပြီဆိုပြီးကိုလက်ကိုလှုပ်ပေးလိုက်တယ်ခဏလောက်နေတော့ကိုကြီးကအထွားဆုံးဆိုတော့ခြေတံလဲပို့ပြင်းတာပေါ့ငါတရားပေါ်ဖြတ်လာတာဘာလို့လဲလို့ဘလူးကြီးကမေးတယ်ဒီကစိတ်ကလေးကကျွန်တော်ကိုကြီးပါဗျာလို့ပြန်ဖြေလိုက်တယ်ငါမင်းကိုဖမ်းစားရလိမ့်မယ်လို့ဘလူးကြီးကပြောတယ်ဒီကကိုကြီးကနေဖမ်းရဲရင်ဖမ်းကြည့်လေလို့ပြောလိုက်ပြီးတော့တိုက်ခိုက်ဖို့အသင့်ပြင်ထားလိုက်တယ်ဘလူးကြီးအနာကက်လာတဲ့အခါဂျိုနဲ့တအားခွေချလိုက်တယ်ဘလူးကြီးရေထဲကိုဘွန်းဆိုပြုတ်ကျသွားပြီးတော့ဘယ်တော့မှပြန်ပေါ်မလာတော့ဘူးတဲ့ဒီပုံမြင်လေးရဲ့ရည်ရွယ်ချက်ကတော့ဘေးအန္တရာယ်နဲ့ကြုံလာတဲ့အခါတတိရှိနဲ့လိမ္မာပါနဲ့စွာဖြည့်ရှင်းမယ်ဆိုရင်အောင်မြင်နိုင်တယ်ဆိုတဲ့သင်ခန်းစာကိုရရှိပါတယ်ခင်ဗျာ